အရန်ဟိုတွေ့ကျင်နေတာဒါရင်တဲ့ရစကားသမီးလုံးလိုက်လို့ပိုသိသွားတာ Okay, today we are here at the Daunyo Toya Sati Dai. So there are generally three kinds of monasteries, generally, of course. And these kinds of monasteries are, the first one is about monks staying at the monastery. Second is for monks who are studying the Buddhist scriptures and learning about the Dhamma. Third is more like a meditation center, a monastery where monks mostly meditate so that they can try practicing their sadhana. And today we are here to donate for the novices and monks who are here to study the Buddhist scriptures. And today we're going to be donating to monks and novices so that they can keep working harder and have more diligence in studying in order to gain sasana. Because it is one of the most important pillars of the sasana. What are your thoughts about our channel? အရန်ကောင်းတယ်အရန်ကောင်းတယ်ဆိုတာဟိုတမန်တက်တက်မြောက်ပြောတာမဟုတ်ဘူးအဲဒီလိုမျိုးတွေရှိမှသာလေကဘာတိဒီနိုင်ငံမျိုးသိနေလို့မရအဲ့တော့ဒီတို့ရဲ့ဗုဒ္ဓဘာသာထေရဝါဒဗုဒ္ဓဘာသာမှာသမီးတို့လူငယ်တွေနော်တတအားနဲ့ဒီဘာသာရေးပေါ်မှာပဲဖြစ်ဖြစ်ပဲရမှာပေါ်မှာပဲဖြစ်ဖြစ်နော်ဒီလိုမျိုးဒီဇိုင်းမတ်မတ်လုပ်နေတာအရန်ပီတိဖြစ်တယ်အရန်ဟိုတွေ့ကျင်နေတာဒါရင်တဲ့ရစကားဒီလိုကလေးမျိုးလေးတွေကအော်တော်လိုက်တာကြည်စမ်းနော်ဟိုဒီကဘာကိုချပြနိုင်တယ်ဒီလိုမျိုးတွေမြန်မာနိုင်ငံမှာသာသနာအာဇာနည်လူစွမ်းကောင်းတွေရှိပါလားဆိုတာကိုသမီးလုံးလိုက်လို့ပိုသိသွားတာပိုသိသွားတာအရင်ကအဲ့လိုသိနေမှသိမှာမသိဘူးအမှုမဲ့ပဲသမီးအင်္ဂလိပ်လိုမျိုးအင်္ဂလိပ်လိုပြောပြီးတော့မှဒါတွေကိုသိအောင်အသေးစိတ်တော့ထူးခြားတာကအဲ့ဒါတွေကိုအင်္ဂလိပ်လိုအသေးစိတ်ပြောနိုင်တာကိုကသူ့ရဲ့ရည်ရှင်နော်ရေရှင်းဒါတော့ဒီလိုရေရှင်းအဲ့ဒါမျိုးဒီကိကမှာဟိုကအများကြီးနဲ့နေတယ်အဲ့ဒါကိုအသေးစိတ်သိအောင်ဘယ်လိုလေ့လာအင်္ဂလိပ် For especially for Tipitaka and other Buddhist related topics, we often go to our Buddhist teachers. We have a Buddhist teacher at a monastery that we are very close with, and